နေလဲကျွန်တော်တို့ရှိပါတယ် Red Hat အနေနဲ့လဲကျွန်တော်တို့ free version အနေနဲ့ Fedora ကိုထုတ်ထားတာရှိပါတယ်ဒါပေမဲ့လို့ကျွန်တော် Fedora ကိုသိပ်ပြီးတော့မသုံးသေးချင်တာကတော့ Fedora Red Hat Enterprise Linux ရဲ့ testbed တစ်ခုဖြစ်နေပါတယ်သူ့ရဲ့ cycle က6လတကြိမ်ဖြစ်တဲ့အတွက်ကြောင့်မလို့ version အသစ်တစ်ခုထွက်ဖို့ကအရန်ကိုမြန်လွန်းပါတယ်အဲဒါကြောင့်မလို့ production မှာသုံးဖို့ဟာအရန်ခက်ပါတယ်ကျွန်တော် production မှာဆိုရင် stable ဖြစ်တဲ့ operating system တစ်ခုကိုနှစ်ပေါင်းများစွာအသုံးပြုတဲ့လေ့ထားတွေရှိပါတယ်အဲ့တော့ကျွန်တော်တို့က Fedora မှာတွေ့တဲ့ bugs တွေကို Red Hat Enterprise Linux မှာပြန်ပြီးတော့ apply လုပ်ရင်နဲ့ကျွန်တော်တို့က Red Hat Enterprise Linux ရဲ့ cycle က2နှစ်3နှစ်ကြာလေးကြာတာရှိပါတယ်အဲ့တော့ Red Hat အနေနဲ့ကျွန်တော်တို့ကသုံးပြောတာခက်ခဲတယ်ဆိုတဲ့အခါမှာကျွန်တော်တို့က Red Hat နဲ့ Enterprise Linux နဲ့အညီ binary တွေကို equivalent ထုတ်ထားတဲ့ကျွန်တော်တို့က CentOS ဟိုကျွန်တော်တို့ရှိပါတယ်အဲ့တော့ Red Hat ကိုမသုံးနိုင်ဘူးအခြေအနေရမသုံးနိုင်ဘူးသုံးခွင့်မရှိဘူးဆိုရင်ကျွန်တော်တို့ဘာမှပြဿနာမရှိပါဘူး Red Hat နဲ့ equivalent binary equivalent ရှိတဲ့ကျွန်တော်တို့က CentOS ကိုကျွန်တော်တို့ကအသုံးပြုလို့ရမှာဖြစ်ပါတယ် SUSE အနေနဲ့ကတော့ OpenSUSE စသဖြင့်ရှိတဲ့အတွက်ကြောင့်မလို့လေ့လာခြင်းနဲ့ဆိုရင်လေ့လာလို့ရပါတယ်အဲ့တော့သက်ဆိုင်ရာ certification တွေကတော့ကျွန်တော်တို့ Red Hat Certified Technician လို့အရင်ကခေါ်တဲ့ခုကျွန်တော်တို့ Red Hat Certified System Administrator ရှိပါတယ်အဲ့ဒါနေပြီးတော့ RHCE ဖြေလို့ရပါတယ် Certified Engineer ပြီးတော့ Certified Architect ကျွန်တော်တို့ဖြေလို့ရပါတယ် Novell မှာဆိုရင် Novell Certified Linux Administrator Professional Engineer စသဖြင့်ကျွန်တော်တို့ဖြေလို့ရပါတယ်အဲ့တော့ကျွန်တော် Red Hat Trend ကိုလည်းတွားလို့ရပါတယ်ကျွန်တော်တို့ SUSE Trend ကိုလည်းတွားလို့ရပါတယ်เนาะဒါမှမဟုတ်ရင်လည်းကျိုင်းနေတဲ့ဆိုရင်တော့ Ubuntu ကိုလည်းအသုံးပြုခြင်းနဲ့ဆိုရင်တော့အသုံးပြုလို့ရပါတယ်ဒါပေမဲ့လို့ကျွန်တော်ရဲ့ recommendation ကိုသိချင်တယ်ဆိုရင်တော့ Red Hat CentOS ဒါမှမဟုတ်ရင် SUSE ကျွန်တော်တို့တွားတင်ပါတယ် Okay တခုပဲပြောပါဆိုရင်တော့ CentOS ကိုပဲလောလောကူကူနဲ့အဓိကထားပြီးတော့ Red Hat အခြေခံ technology တွေကိုလေ့လာတင်ပါတယ် Anyway တခုလေ့လာမယ်ဆိုရင်လည်းတခြားဟာတွေလေ့လာရတာဘာမှခဲရမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော် lab ဒီ simulation တွေအတွက် installation simulation တွေအတွက်ကျွန်တော် VirtualBox Oracle ရဲ့ VirtualBox ကိုအသုံးပြုထားပါတယ်ကျွန်တော် latest development ဖြစ်တဲ့ CentOS 5.6 ကိုကျွန်တော်အသုံးပြုမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ base host operating system ကျွန်တော်တို့ Windows XP Professional ပေါ်မှာကျွန်တော် Lenovo ThinkPad W510 ပေါ်မှာအသုံးပြုမှာဖြစ်ပါတယ်